ဟုတ်တယ်ဆိုရင်ကိုနိုင်လင်းအနေနဲ့ကိုနဂါအနေနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပလဲမြို့နယ်မှာပါဖို့ရတရားဝင်ဟုတ်မဟုတ်ဆိုလို့ချင်းပြည်ထောင်ဝန်ကြီးဌာနကိုစာတင်ပါပြည်ထောင်ကိုမေးစရာမလိုပါဘူးဝန်ကြီးဌာနစာတင်ပြီးတော့သူတို့ဒီတင်ထားတဲ့ပလဲမြို့နယ်ပါပါတယ်လူထုဆန္ဒနဲ့ရွေးချယ်ထားတာရှင်းပြမယ်အဲ့လိုပြည်ထောင်ဝန်ကြီးဌာနကိုစာတင်ပါစာတင်ပြီးလို့ပြည်ထောင်ဝန်ကြီးဌာနကပလဲမြို့နယ်ပါအဖွဲ့အစည်းထဲမှာဒီလူတွေပါလို့စရင်ကြလာပါလိမ့်မယ်ကြလာတဲ့အခါကိုနိုင်လင်းနာမည်ပါရင်ရပါတယ်အစည်းအဝေးတက်ပါလောလောတယ်အဲ့ဒါကသူတို့ကန့်ကွက်ချင်တဲ့လူကသူတို့ကိုမေးလိုက်ပါကျွန်တော်အနေနဲ့ကန့်ကွက်ချင်တာလူထုဆန္ဒရှင်မှာဖွဲ့ထားပြီးသားလူထုဆန္ဒရှင်မှာပါဖွဲ့ထားပြီးသားဖြစ်တဲ့အတွက်အခုလက်ရှိပါတယ်ဒီမှာအစည်းအဝေးကိုပုံရှိုးကွယ်ရှိုးလုပ်နေကြတာလည်းကြာပြီနော်အမားယွန်းနေမြေပြင်မှာမငြိမ်ညွတ်မှုတွေထိတ်တိုက်ဖြစ်ရှင်းမှရမယ်ပြောပြီးတော့အစည်းအဝေးကိုပုံရှိုးကွယ်ရှိုးလုပ်တယ်အခုလာတော့လူကြီးလူကောင်းမဆန်တဲ့ပုံစံနဲ့မင်းပါလို့ဘာမဆန်တာတော့ခဏလေးလို့ရှိဘူးရပြောနေတာကြိုက်တဲ့မူလာခဲ့လူထုရှင်မှာဖွဲ့ထားတဲ့ကိစ္စနော်ဆိုတော့နားတော့မဖြည်းဖြည်းသားကျွန်တော်ပြောတာလကားနေလကားကြီးတွေလုပ်ပြီးကြငွေရုံမှာတော့ငါမင်းရောငါတို့ရောအစည်းအဝေးတက်ခဲ့တယ်လှမ်းမင်းရုံတခါနောက်ကြအမားရီဖွဲ့သွားလို့ကျွန်တော်မျိုးနယ်အဆင့်မဟုတ်တော့ပါဘူးဆိုပြီးတခါပြောတယ်ဘယ်သူကတော့မင်းပြောခဲ့တယ်ဘယ်သူကတော့ဘယ်နေရာမှာတော့မျိုးနယ်အဆင့်မပြောမဟုတ်တော့ဘူးဆိုတစ်ချက်ထပ်ပြမဟုတ်ဘူးမင်းလက်ကြီးဘာလို့လာတော့အမင်းလည်းမဖြစ်ဘူးနောက်တစ်ချက်တို့ရဲ့ပါဖညီလာခံခေါ်တော့ကမင်းပါခဲ့တယ်အဲ့တော့ကိုအောင်မိုးကသဘာပတိလုပ်တယ်ကိုအောင်မိုးကိုတိုင်ကကိုနိုင်လင်းက MRD တက်ဖွဲ့လက်နက်ကင်တက်ဖွဲ့ရောက်သွားပြီဆိုကိုအောင်မိုးအနေနဲ့တခါပြောဘူးတယ်အဲ့ဒါဆိုရင်ကိုအောင်မိုးတို့တာဝန်ခံလိုက်မယ်ငါလည်းဘာနဲ့မဆိုင်ဘူးတခါမှမပြောဘူးအဲ့တော့အခုဘာတွေကနေထုတ်ရှင်နေဆိုရင် energy ကတရားဝင်စာယူခဲ့ပါအခုအစည်းအဝေးကိုလုံးမလားမလုပ်ဘူးလားဒါပဲပြော MRD ရဲ့ကျွန်တော်သူဖြတ်မှာတော့အဲ့ဒါကိုတက်ခွင့်မရှိတဲ့လူလာတတ်တဲ့အတွက်ဖြတ်ပါတယ်ဒီနေ့အစည်းအဝေးဖြတ်ပါတယ်ဒီမှာပါမပါတဲ့လူတွေအများကြီးရှိတယ်ဒီအစည်းအဝေးမှာပါတယ်မပါတဲ့လူတွေအများကြီးရှိတယ်ကိုတိုင်ကပါထဲမှာပါထားပြီးသားဖြစ်တဲ့အတွက်ဒီအစည်းအဝေးကိုစပါလို့လူလဲစုံပြီဆိုရင်ဖြတ်ပြီဆိုရင်ဖြတ်တဲ့လူကဒါဝန်ခံဖြတ်တာဝန်ခံနဲ့ဖြတ်တယ်နော်သိကြလားသိကြတယ်တာဝန်ခံနဲ့အဲ့တော့ပလဲမျိုးနဲ့ပါအဖအစည်းအဝေးကိုကိုနိုင်လင်းခေါ်ကိုနဂါလာရောက်နှောက်ရှက်တဲ့အတွက်ပျက်စီးသွားပါတယ်ကျွန်တော်တို့ပါအဖအစည်းအဝေးလုံးမရပါဘူးသမားတွေလက်နှလုံးသားစကားနဲ့ငါလာပြီးချင်းချောက်မနေနှလုံးတွေပြောတာမဟုတ်တယ်ပြောတာနော်နှလုံးပြောတာငါလည်းရှင်းလေးပဲပြောတာမင်းတို့အစည်းအဝေးဖြတ်မှာကိုကျန်တဲ့လူတွေလက်ခံပြီးပြတ်တယ်ဆိုရင်ပြန်ပြီဆိုရင်ဘာနောက်ဆက်လို့အစည်းအဝေးပြတ်သွားတာပြောနေတာရှင်းလေးခင်ဗျားတို့နှစ်ယောက်ကြားထဲမှာနော်ပြဿနာဖြစ်နေတယ်ကျွန်တော်ပြောနေတာကဒီနေ့အစည်းအဝေးတဘောမဟုတ်တော့မှာခင်ဗျားတို့ရတယ်တရားနဲ့တရားအလိုတန်းညှိမှာပဲရတယ်ဟာဘာမှမပြောရလဲခက်လို့ကျွန်တော်ပြောတာနော်တွေးဖို့ရလဲခက်နေပြောခင်ဗျားတို့ဒီနေ့ယောက်တွေ့ပြီးတော့ဆိုရင်အစည်းအဝေးမဟုတ်ဘဲနဲ့ခင်ဗျားတို့ပြောကျွန်တော်ပြောတာကျန်တဲ့လက်နက်ကင်တွေလည်းကျွန်တော်တို့ထိန်းထားမယ်ကျွန်တော်နော်ကိစ္စမရှိဘူးအဲ့ဒါလုံးလုံးပြောကျွန်တော်ပြောနေတာပဲနေလို့ရတယ်ဒါကမင်းကငါဒါတွေမကြိုက်လို့ဟုတ်လားကိုတော်ကလည်းကိုတော်တဲ့ခင်ဗျားဒါတွေမကြိုက်လို့ခင်ဗျားခိုင်းပြောတာကျွန်တော်ပြောနေတာအစည်းအဝေးမှာလောက်ကျွန်တော်ကျန်တဲ့ကောင်တွေထိန်းထားမယ်ကျွန်တော်အစည်းအဝေးကိုကျွန်တော်တို့ကမြို့နယ်မလုံးနဲ့ရတယ်ခင်ဗျားတို့ချင်းချင်းပြောဆွေးနွေးမယ်ဟုတ်ဘူးမြို့နယ်အစည်းအဝေးကိုလည်းပြောရမယ်အဲ့ဒါပြောရတာကောင်းတယ်အဲ့ဒီကျွန်တော်တို့လည်းလုံးလုံးရတာရှေ့ပြောကျွန်တော်တို့ဆိုလို့ကျွန်တော်ဒေါသတွေမောဟတွေနဲ့လောက်ကြတယ်ရှေ့ဆက်အဲ့လိုဘုံဘုံရှေ့ဆက်လို့မရဘူးဖြစ်နေမှန်တယ်လေဒီမှာလောက်တော့ခံရတယ်ကိုသူအမတ်လို့အညီခံရတယ်လို့ကျွန်တော်တို့ကိုယ်တိုင်တော့ကျွန်တော်ပြောတာကအစည်းအဝေးမလုပ်နဲ့ရတယ်ခင်ဗျားတို့နှစ်ယောက်ညှိသားနေတဲ့ထဲမှာထိုင်ပြီးတော့တို့နေအောင်ကကျွန်တော်ငါရှေ့လျှောက်သွားမယ်လမ်းတင်ကိုပဲဆွေးနွေးမယ်အစည်းအဝေးမဆိုင်ဘူးအစည်းအဝေးလည်းလုပ်လိုက်ဆိုင်နေငါပြောတာကိုနာကခင်ဗျားလည်းတော့မြေတိုင်းကတော့တော့မှတစ်ချက်ရှိတာအခုကခင်ဗျားလည်းလျှော့တာပြောနေရှင်းနေတဲ့အတိုင်းဘာဒီဘက်ကလို့ဘာဒီကငါတို့ကဘာဒီမကျင်တော့လို့ဘာဒီဒီကြောင်တယောက်နဲ့တယောက်တွေ့တော့ခြုံလုံးလေးကိုမင်းနဲ့လည်းတွေ့ကြလို့ပါကဖအနေပြီးတော့တောင်းတယ်ဒါမှကျွန်တော်ဆက်ပါမဘက်ကလည်းမတန်းနေတယ်ဟိုကလည်းမတန်းနေတယ်အဲ့မတန်းနေတော့ဘာလို့မလို့အနေထားဘိုင်းပေါ်မှာလောက်ရင်ဘလို့တိတ်ခါတယ်ငါတို့ချလို့ဖြစ်မှာလို့ပါဖလို့ဆန်းစင်ကြီးမှာအဲ့ဒါတိတ်ခါကြာချင်းမကြာချင်းကကိုယ့်ရဲ့လောက်ရပေါ်မူတည်တယ်ငါတို့ပြောတယ်ရဲ့စီးအောင်မှုစီးအောင်လို့ရအောင်ပဲယူမယ်အခုငါကစီးအောင်မှုရအတွက်ညှိနှိုင်းဖို့လာတယ်လေမလာရဘူးဆိုပြီးတော့အမတ်တယောက်လောက်ခဲ့တဲ့လူကစကားပြောတယ်ကွာဘုံလုံးပြောက်လုံးမယ်ဟာပြောသေးတယ်ပွဲတယ်ဟစ်ဒါဒီနေ့ဒီနေ့နေလာကျင်တာမဟုတ်ကျွန်တော်ပြောမယ်ပွဲတယ်မပြီးတော့ပြတာတော့ကျန်တဲ့အဲ့ဒီအကန့်ကကျွန်တော်တို့ကရှင်းပြလို့ရတယ်ရှင်းမပြလို့မရဘူးမဟုတ်ဘူးเนาะအဲ့ဒီအကန့်အရေးကြီးနေတာမဟုတ်ဘူးပြောချင်ဘူးမဟုတ်ကျွန်တော်ပြောချင်တာမဟုတ်ဆရာကြီးခဏလေးအဲ့ဒီအကန့်အရေးကြီးနေတာမဟုတ်ဘူးเนาะတအုံနဲ့တအုံအမြင်မကြည့်ပြီးတော့တန်တရားပွားနေတာကအရေးကြီးနေတာတကယ်တမ်းဒါကြောင့်မို့ကျွန်တော်ပြောတာအဲ့ဒါကိုအရင်လို့ရတယ်ကျင်းတယ်ဆွေးနွေးလေအဲ့ဒါကြောင့်ဆွေးနွေးခိုင်းနေတာအခုကိစ္စကိုဆွေးနွေးခိုင်းနေတာကခင်ဗျားတို့အချင်းချင်းတန်တရားတွေကို
ကျင်းกว่า လုံးဝစီးနေပေါင်မယ်အဲ့ဒီ ကျန်တာကစီးတဲ့ပေါင်တဲ့ဆိုတာကအခုဖြစ်ချင်းဟိုကိုတော်ထက်တီးကျင်တဲ့ဥစ္စာကိုလည်းပဲကျွန်တော်တို့ကပြည်သေးရေးမေးလို့ရတယ်ဟိုကိုကရေးမေးလို့ရတယ်မေးလိုက်အဲ့ဒါနောက်ကျတော့နောက်တကိုင်းအနေနဲ့ကျွန်တော်တို့ကပြန်ပြီးလို့ရတယ် မှန်တယ်ကျွန်တော်ပြောတာမှာအချင်းချင်း ပုံကိုရေးတွေပါနေလို့ ဟုတ်ငါပြောတာခဏနားတော့လူထုရဲ့ဆန္ဒနဲ့ကျွန်တော်တို့ဖွဲ့ထားပြီးတာ NUG ကပြည်ထဲရေးထုတ်တယ်ဆိုရင်လည်းသူတို့ပဲထုတ်သူတို့စာနဲ့ထွက်သူတို့တာဝန်ယူသူတို့ ဟုတ်တယ်အဲ့ဒါနောက်တကန်ဖြစ်သွားပြီလို့နော်ဒီနေ့မှာခင်ဗျားတို့အချင်းချင်းတွေ့နေကြတယ်ဘာတွေမကြည်လေတာတော့ဘာပြဿနာတွေရှိကြတာတော့ဆိုတော့ပြောကြစမ်း မကြည်လေတာတွေကထုထွေမရှိဘူးအစည်းအဝေးတရားအတွက်လာတယ် လက်ရှိပါဖက လုံးတရားရှိတဲ့လုပ်ငန်းလုပ်ရုံပဲအခုလိုလာချင်းမတက်ရဘူးဘာပါတဲ့မပါဘူးဆိုပြီးသူ့အာဘော်နဲ့သူပြောတာကပြဿနာပဲအဓိကအဲ့ဒါပြဿနာပဲ ပါဖနဲ့ကိုနကားနဲ့ဆိုင်လာတို့မေးရမယ်ဆိုင်နေဆိုရင်တရားဝင်လက်ခံရမယ်ကိုနိုင်လင်းဘက်ကလည်းမင်းရောအဆက်အသွယ်တွေရှိတယ်မေး အခု မင်းတို့မင်းရော ကိုတော်လည်းကျွန်တော်ပြောအဲ့ဒီအဆင့်ကလွယ်လွယ်လေးအဲ့ဒီအဆင့်ကိုလောက်ရတာလွယ်လွယ်လေး အဲ့ဒီအဆင့်ပြီးမှကျွန်တော်တို့ အဲ့ဒီအဆင့်ကိုလောက်ရ အဲ့ တာ ဒါဆိုရင်အခုမေးဦးမယ်နော်လူကြီးလာတာရှေ့မှာဖွဲ့ထားတဲ့ပါအပါကို ငါပြောကြတယ် ဟုတ်ငါပြောတာနားထောင် ဒါမဲ့ပါအဖက ငါပြောတာနားထောင်ပါဦး မင်းပြော အဲ့ဒီလူကြီးလာတာရှေ့မှာဖွဲ့ထားတဲ့21ယောက်ကအကုန်စုံသလားထပ်တိုးရှိလားမရှိဘူးလားလူပြောင်းတာရှိလားမရှိဘူးလား တို့အခါအားလျော်သွားတယ်စီစုံကြီးဆုံးဖြတ်ချက်နဲ့လူပြောင်းခဲ့တယ် အေးအခါရောဆိုတာစုံကြီးစုံပြတ်ချက်နဲ့ဆိုပြီးအဲ့ဒီစုံကြီးကဘယ်တော့မှမဖိတ်ခဲ့ပဲနဲ့သွားနေတာရှိတယ် မင်းအမအားရီမဖွဲ့ခင်တော့ဆိုမင်းအမြဲတမ်းလာတက်တယ် မင်းအမြဲတမ်းလာတဲ့မပြောနဲ့ဖိတ်ကိုမဖိတ်လို့မင်း မဖက်ရ အဲ့အစည်းအဝေးကိုမသိခဲ့ လာခဲ့တယ်ဒီနွေးရလာခဲ့တယ်ငါနဲ့တော့3ခါမင်း ငါအဲ့ဒီ3ခါပဲတက်ခဲ့ရတဲ့ကျန်တာတွေကငါ့ကိုမဖိတ်ဘဲနဲ့မင်းတို့အစည်းအဝေးကို နော် ငါ့ကိုမဖိတ်ဘဲနဲ့မင်းတို့ကသာမင်းတို့လောက်တာတွေပဲရှိတာ ဒီဘက် ပြောင်းစကားပြောမယ်ဒီမှာမတက်ရပြီစကားပြောရတာပြောလဲပြောနေရတာပဲအဲ့ပါခင်ဗျားတို့ ကောင်းလို့ပဲ ကျွန်တော်လည်းမဝင်ဘူးခင်ဗျားတို့ မဟုတ်ဘူးပါရမှာအားလုံးပါရမှာ လည်းမဝင်ဘူးရှင်းရှင်းပြောတာပြဿနာအစည်းအဝေးမလုပ်နဲ့အစည်းအဝေးမဟုတ်ဘူး ဒီအစည်းအဝေးတော့ အစည်းအဝေးတော့မလုပ်နဲ့ အဲ့ဒါကိုနောက်ရက်ကျမှကျွန်တော်တို့ပြန်ပြီးဆုံးဖြတ်မယ်အဲ့ဒါကိုဟုတ်ပြီလားအခုအကောင်းဆုံးကတော့ကျွန်တော်တို့တွေ့တော့ကိုဒီပြလဲလဲညှိကြမယ်အဲ့ဒါအကောင်းဆုံးပဲကျွန်တော်တို့ရှေ့ဆက်သွားဖို့ငါတို့ဒီလိုပြောမယ်ဒီပြင်မှာကျတော့တအားခက်ခဲတယ် ဒီလိုကောင်းလေးပဲဘယ်လိုလုပ်တိုင်းပြည်ရရှိအဲ့လိုမင်းလည်းမပြောနဲ့ အဲ့လိုတော့မပြောပါနဲ့ဘာလို့မှတကားလုံးမပြောပါနဲ့ကြောက်ကြအဲ့လိုမပြောကြနဲ့ကျွန်တော်တို့ပြောနေတာဒီကပိုက်မယ်လို့ ဘိုးကျော်ဘာလဲလို့ထားပြောကြားလိုက်တယ်မဟုတ်လား ကြားပါတယ် ကြားတယ်ဆိုရင်ရှင်းနေတဲ့အလုပ်ပဲဒီလိုစည်းကမ်းမဲ့တာမျိုးပြောရဘူး အဓိကကြားတဲ့ပိုင်းတစ်ခုရောက်တာဖို့ပဲအရေးကြီးတာပါတော့ ဒီနိုင်မို့ညင်ညွေးကြောင်ပြောနေပြီးတော့ဘယ်ဟမလာတွေလျှောက်ပြောနေလို့ဘယ်လိုလုပ်ရမှာ ကဲတော်ပုံကိုရေးတယ်မပြောကြဘူး အစည်းအဝေးမဟုတ်ဘူးဆိုတော့ ဟုတ်ရ ဘသူမှရန်လို့စရာမလိုဘူးမဆိုင်ဘူးမဟုတ်ပါဖားတယ်လို့သူ့ကိုလည်းရန်လို့စရာမလိုဘူးခင်ဗျာ ရန်လောက်တာမဟုတ်ဘူးမူရပြောနေ ဘာမှုတော့ ဘာမူတော့ ဘူးဆိုရင်တရားဝင်ချလာခဲ့တရားဝင်ချလာခဲ့လို့ပြောပြပါ ဒီတိုင်းနဲ့နေနေတာဗျာဝါကြတယ် ကားပြောနေရတယ်ဒီတောင် ဝါကြတယ် ဖောက်ပြီးတော့လေ ကျွန်တော်တို့အဲ့ဒါပဲကျွန်တော်တို့အဓိက ဝါကြတယ်ဦးလားလို့ပြောလို့လား ဟုတ်ပြီဒီပုံစံနဲ့ဆက်သွားကြည့် ဒါကဝန်ထိုင်လို့ထိုင်မှာဝန်ထိုင်ပါတော့ဝန်ထိုင်ပါ ခိုင်းနေအကြောင်းမရှိ ဒါပါခင်ဗျာကျွန် ခိုင်းနေ တော် အကြောင်းမရှိ အဲ့လိုမလုပ်ကြ ညီနိုင်မို့လိုတယ်လေခံရမှာလေမြို့ပုံစံမျိုးလာတာညီနိုင်မို့ထားလို့မရဘူး ပုံစံလာတာညီနိုင်လို့လာတာ ညီနိုင်မို့လာတာမဟုတ်ဘူးတပတ်လုံးမို့လာတာလား ပြဿနာလေး ရေးကြီးကြီးနဲ့စကားပြောပြပြလေးလေးရှင်းနေတာညီနိုင်မို့ပဲလေ ပြဿနာမရှိဘူးကျွန်တော်တို့ကောင်းကရှင်းပေးမယ်ခင်ဗျားတို့အချင်းချင်းကျွန်တော်ပြောပြလာတာ အကုန်လုံးပါရမှာအကုန်လုံးညီနိုင်အကုန်လုံးစကားပြောရမှာမြို့နယ်အစင်ဖွဲ့စည်းထားလို့ ပြောတာကောင်းပါလေကောင်းတဲ့လက္ခဏာပါအဲ့ဒါကျွန်တော်တို့ကစုံလာလဲကောင်းလဲကောင်းတယ်ဘာပြောရလဲဟုတ်ကဲ့ကျွန်တော်စုံလုံးကို တော့ကောင်းတယ်ပြောသားမှာထားပြီးတော့ကြတော့ပြစ်ချင်တာကိုပြောကြစမ်း အဲ့လိုပြော တကယ်လို့မရဘူးနော်ဒီစည်းဝေးမလုပ်ဘူးစကားမပြောချင်ဘူးဆိုပြက်ပြက်သားသားကိုယ့်ကိုတာဝန်ယူပြီးထွက်သွားရ ဘယ်တော့ပါတော့အဲ့ဒါအဲ့ဒီကိစ္စလည်းမပြောနဲ့တော့လားအထက်ဝင်ပြီးတော့တုံလေးလေးနဲ့ဖြစ်နေတာခုလို တော့လည်းဖြစ်ချင်ဘူးကျွန်တော်အမှန်တကယ်ကျွန်တော်တို့လူကြီးကြလဲရှင်းရှင်းလင်းလင်းချပြတယ် ဒီဝက်ဖြတ်သိမ်းတယ်ပြက်သားတာပဲနော်ဟုတ်မယ် ဟုတ်ပြီ အဲ့တော့ကြံတဲ့လူတွေကအစည်းအဝေးတက်ချင်တဲ့ပါဆိုလဲတက်ကြ မဟုတ်ဘူးကိုစောတဲ့ငါပြော ဟုတ်ပါပြီခဏလေးပါခဏလေးလေးထားကြည့် ခဏလေးပါခဏလေး ဒီလိုမဟုတ်ဘူးလို့ ခဏလေးပါခဏလေးခဏလေးကြောင်းပြောမယ်ခဏလေး ဆိုင်လိုက်တာလေးမဆိုင်လိုက်တာလေးမြတ်ကကျန်တဲ့လူတွေလိုက်ပြီးဆိုင်လိုက်တာလေး ပြပါကိုတင်ထင်လို့ဆုံးဖြတ်နေပြီစီတော့ကြိုက်ရတယ်ရှိတဲ့လူတွေနဲ့ကျွန်တော်တို့ဆွေးနွေးပြီးလုပ်လို့ရတယ် ကြံတဲ့လူတွေဆွေးနွေးတာမဆွေးနွေးတာသူတို့တမိုင်းသူတို့ရေးပဲ ရတာတင်းလူတွေရိုက် လူကြီးကဘာရပြောင်းလုပ်ပြီးပြက်ပြီးမှကျွန်တော်တို့ဆက်သွားလို့ရမှာအဲ့ဒါကြောင့်ဘယ်သူပါပါမပါပါအဲ့ဒါကိစ္စမရှိဘူး
ဒီနေထားကြီးဆို နော်ဒီလိုစိတ်ဓာတ်တွေနဲ့မျိုးနဲ့ဘယ်လိုညီနိုင်လို့ ဒီနားရမှာပေါ့ဒီနားတော့ မင်းတို့ဘာလဲပါစိတ်ဓာတ်တွေ ဒီနားတော့တော့ဒီဝဲမဟုတ်ဘူးတုံးနဲ့တုံး အများကြီးပကုံးထမ်းပေးပြီးပြီမင်းတို့ကောင်တွေပါတီဆိုင်မှာဟိုဒီဘက်ရဟိုပြန်သွားတဲ့ကောင်ကြီး ဘာကမှရောပါရောနဲ့ပြောင်းလို့ရမှာဒီရမပြောင်းမေးဆိုပါမနေ့ကမှပြီးတယ် ချောင်းရတော့ကျွန်တော်တို့ဒါဆွေးနွေးမယ့်ကိစ္စအများဆုံးဆွေးနွေးပြီးလောက်တာပေါ့လေ ပုံကောင်းမယ်ပေါ့ကျွန်တော်တွေ့ရတော့တလောက်ပါ အကုန်အဓိကတော့ NUG ရဆုံးဖြတ်ပေးရမှာဆုံးဖြတ်ပေးပြီးတော့ ဒါပါတီဆိုင်တော့ဒါကိုတော့ထည့်ရ မင်းကလည်းမျိုးမထုံးနဲ့မျိုးမထုံးနဲ့ဒီနေ့အချိန်ကြီးငါဒေါ်လာရေးပေါ်လဲတစ်ထောက်ဖောက်ပြီးလုပ်ခဲ့တာပေါ့ဘူးမင်းပြီးတော့ကိုချိုးလည်းမင်းဟိုအကုန်လုံးမင်းချနေရမှာမဟုတ်နေ့တော့အစည်းအဝေးဆိုဘာမှမဆိုင်တဲ့လူတွေလိုက်ဖော်နေတာဒေါ်လာရေးကာလလူတွေမှပို့ရွှေကုန်ရေးလုပ်နေတာ ကျွန်တော်တို့ကပြီးတာတယ် ကျွန်တော်တို့အဓိကတော့ NUG ဘက်ကိုတက်တော့အောင်မေးပြီးတော့ခုနိုင်လင်းရောပါတယ်ဆိုကျွန်တော်တို့အတူတူလက်တွဲပြီးတော့ညီညီသွားလို့ရတယ်အပါဘူးဆိုလဲ तू ကလက်နဲ့တိုင်းတက်ဖွဲ့မပါဘူးဆိုလဲမပါဘူး ဒီဇာနေမောင်ကမလို့တရားရေးထဲမှာခန့်တာဟုတ်လားလူနေတော့တဲ့တရားရေးထဲခန့်တာပေါ့ဟုတ်လားဟုတ်ပြီအဲ့ဒါလည်းမတတ်နဲ့ အဲ့ဒါလည်းတို့အခုကိုစူပါရောက်တယ်နော်ငါဘုံလုံးပြောတာ ဟိုမှာဟုတ်တယ် ဒါမျိုးကြီးကြိုက်တယ် ဟုတ်တယ်အဲ့ဒါဇာနေမောင်ကအဲ့ဒါရတော့ရ